အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ပိတ်ပါအရင်တစ်ခေါက်ဗီဒီယိုမှာတော့ကပေါ့နော်ကျွန်တော်အနေနဲ့ Mobile Legends ထဲမှာရှိတဲ့ Pit Rate အနည်းဆုံး hero တွေကိုပြပြခဲ့ပါတယ်ပြီးတော့ view ကလည်းအတော်အသင့်ရခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာ Mobile Legends ထဲမှာရှိတဲ့ Pit Rate အများဆုံး hero တွေကို brother တို့အတွက်ပြပြပေးသွားမှာပဲဖြစ်ပါတယ်စကားမဆက်ကျွန်တော် channel ထဲမှာရှိတဲ့ဒီဗီဒီယိုမှာကျွန်တော်က brother တို့ကို weekly ပဲနှစ်ပတ် giveaway ပေးနေရကြောင်းတကယ်လို့ brother တို့ကလည်းဒီ giveaway ကို join နေတယ်ဆိုရင်ကျွန်တော် channel ထဲကိုသွားအဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ giveaway ဝင် join လို့ရပါတယ်ခင်ဗျာโอเคဆိုတော့ like လေးပေး subscribe လေးနှိပ်ပြီးတော့ကျွန်တော်တို့ဗီဒီယိုထဲကိုသွားလိုက်ကြရအောင်နံပါတ်30နေရာမှာရှိနေတဲ့ hero ကတော့အခုလက်ရှိမှာ Zodiac skin နဲ့လာနေပြီဖြစ်တဲ့ Selena ပဲဖြစ်ပါတယ်ခင်ဗျာ Selena ရဲ့ period ကတော့ 1.83 ဖြစ်ပြီးတော့နံပါတ်30နေရာမှာရပ်တည်နေပါတယ်ခင်ဗျာနောက်ထပ် hero တစ်ကောင်ကတော့မကြာသေးခင်ကမှ free skin ရထားတဲ့ Vay ပဲဖြစ်ပါတယ်မကြာသေးခင်ကမှရထားရဲဆိုတာထက်အခုလက်ရှိလည်းပေးနေရဆိုရင်တော့ပို့ပြီးတော့မှန်နိုင်မယ်ဗျဒီ Vay ပါလို့ဒီနေရာမှာရှိနေရလဲဆိုတာကလည်းဒီ free skin ပေးထားတဲ့အကြောင်းလို့ပဲကျွန်တော်ထင်တယ်နောက်မို့ဆိုရင်တော့ဒီ Vay အကြောင်းကိုကတ်နေရမှာပေါ့နော်ဒီက Vay ရဲ့ period ကတော့ 1.88 ဖြစ်ပြီးတော့နံပါတ်9နေရာမှာရပ်တည်နေပါတယ်ခင်ဗျာနောက်ထပ်နံပါတ်10နေရာမှာရပ်တည်နေတဲ့ hero ကတော့အခုမြင်နေရတဲ့လာချမ်းမင်းသမီးလေးချန်ကယ်ပဲဖြစ်ပါတယ်ဒီ period အများဆုံး hero တွေထဲမှာချန်ကယ်ပါလာတာကိုကျွန်တော်အနေနဲ့တိတ်တော့သဘောမကျဘူးဗျတော်တန်ရုံ gain ဆောင်းရင်ကျွန်တော်တို့မတွေ့မိဘူးဘယ်လိုလုပ်ပြီးပါလာလဲဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်လည်းမပြောပြတတ်ဘူးဒါပေမဲ့မွန်တုံးကလုပ်ပေးရတဲ့စင်းတွေဆိုတော့လေအရင်ဗီဒီယိုမှာကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်တို့အနေနဲ့ညင်းလို့တော့မရဘူးအခုနောက်ပိုင်းမှာဆိုရင်ချန်ကယ်ကို player အနေနဲ့မိရိုက်တန်နေနဲ့မစောကြတော့ဘဲနဲ့မစမိုင်းတန်နေထက်အထက် speed တွေထည့်ပြီးစောလာကြတာကိုလည်းကျွန်တော်တို့အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်ဒီကလာချမ်းမင်းသမီးလေးချန်ကယ်ရဲ့ period ကတော့ 1.89 ပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်9နေရာက hero ကတော့တန်နီထဲမှာမစမန် player ရဲ့မြစ်တာပိုးတာခြင်းကိုအများဆုံးခံရတဲ့ဂတုကကြပဲဖြစ်ပါတယ်ဒီ hero ကလည်းကျွန်တော်အစောကပြောသလိုမျိုးပဲဘာကြောင့်မို့ဒီစရင်ထဲမှာပါနေလဲဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်မပြောပြတတ်ဘူးကျွန်တော်တို့ဆော်တဲ့ run မှာတော့တုံတန်မတွေ့ရဘူးဗျ run နေ classic မှာမတွေ့ရတော်တော်လေးကိုကြာပြီလို့ပြောရမလားတော့မသိဘူးဒါပေမဲ့လည်းအစောကပြောခဲ့သူပြန်ပြောရမယ်ဆိုရင်တော့မွန်တုံးကပေးထားတဲ့စရင်ဆိုတော့လေကျွန်တော်တို့အနေနဲ့ညင်းလို့တော့မရဘူးအဲ့တိုင်းပဲလက်ခံရမှာပေါ့ဗျာဒီကဂတုကကြရဲ့ period ကတော့2.32ပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ် hero တစ်ကောင်ကိုဆက်သွားလိုက်ကြရအောင်နံပါတ်6နေရာက hero တစ်ကောင်ကတော့ခုနကဂတုကကြနဲ့ခက်စင်စင်ပဲဒါပေမဲ့သူကကြတော့မစမန် player ရေရှိကမြစ်တာပူတော်ခံရတာမဟုတ်ဘဲနဲ့ဒီ accession player ရဲ့မြစ်တာပူတော်ခံရတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဒီ hero ကတော့ကျွန်တော်တို့ Bible လို့ခေါ်ကြတဲ့ Franco ပဲဖြစ်ပါတယ်ဒီ Franco ကြီးကဘယ်တော့မှ period များလဲဆိုရင်တခါလေကျွန်တော်တို့ run မှာလောင်ပြီးတော့ classic လာဆော့ရင်တော့မှ classic ထီကိုလိုက်ပြီးတော့ဒုက္ခပေးရ hero မျိုးပါအဲ့တော့ဒီ period ရှိနေရကလည်းထူးခြားတယ်လို့တော့မထင်တော့ဘူးခုနက hero ကြီးလို့တော့မဟုတ်ဘူးပေါ့ဗျာဒီက Bible လို့ကျွန်တော်တို့ခေါ်ကြတဲ့ Franco ကြီးရဲ့ period ကတော့ 2.25 ရာခိုင်နှုန်းပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်9နေရာက hero ကတော့ချူရမ်ရဲ့အကိတ်ကြီးတွေပါပြီးတော့တန့်ကေလာလို့ပြောလို့ရတဲ့အထိကို damage ထွက်တဲ့ alpha ပဲဖြစ်ပါတယ်ခင်ဗျာ alpha ရဲ့လက်ရှိ period ကတော့ 2.44 ရာခိုင်နှုန်းဖြစ်ပြီးတော့ period အများဆုံးနံပါတ်9နေရာမှာရပ်တည်နေရပဲဖြစ်ပါတယ်ဒီက alpha ကြီးကလည်းခုနကလိုပဲပေါ့နော်တော်တော်လေးကိုမှစိတ်တော့ကပေးရဲ့ hero တွေထဲမှာပါတယ်အဓိကကတော့သူ့ရဲ့ AD ကခဏခဏပွင့်ပြီးတော့ဒီခဏခဏဆွဲခေါ်ရတာကြီးကိုကျွန်တော်မုန်းတာပေါ့နော်သွေးကလည်းတက်ပြီးတော့ damage ကလည်းထွက်တော့တော်တော်မှ perfect ဖြစ်တဲ့ hero တစ်ကောင်လို့ပြောလို့ရတယ်ဒါပေမဲ့သူ့မှာတစ်ခုအားနည်းချက်ရှိတာက alpha မှာ HK scale ဆိုလို့ဒီ AD တစ်ခုပဲပါတာပေါ့တကယ်လို့ AD နဲ့လာကျွန်တော်တို့ကဗတဲ့ကိုအတင်းတိုးဆိုင်ပြီးတော့မနိုင်ခဲ့ဘူးဆိုရင်တော့Eva ကအဲ့ပတဲမှာပဲတေးမှာပါဘလို့မှကိုပြန်ပြီးပတ်လို့မရပါဘူးအဲ့ဒါကတော့သူ့ရဲ့အားနည်းချက်ပဲဖြစ်ပါတယ်နောက်ထပ် hero တစ်ကောင်မပြောခင်မှာတော့ဗီဒီယိုအစမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ like မပေးရသေးဘူးဆိုရင် like လေးပေးခဲ့လို့ရပါတယ်တကယ်လို့ subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့လို့ရပါတယ် subscribe လုပ်တာက brother ရဲ့ပတ်စံကိုလုံးဝကုန်စီမှာမဟုတ်ပါဘူးခင်ဗျာနောက်ထပ်နံပါတ်4နေရာက hero ကတော့ Hanami ပဲဖြစ်ပါတယ်ခင်ဗျာ Hanami ကလည်းသိကြတဲ့အတိုင်းပဲခုနောက်ပိုင်းမှာတော်တော်လေးကိုမှအကြိုက်များလာတဲ့မစမန် hero တွေမှာပါတယ်သိကြတဲ့အတိုင်းပဲသူ့ရဲ့ sheet တက်ရင် stand တွေ CC တွေအကုန်လုံးကို immune ဖြစ်တဲ့ passage ကြောင့်လည်းအကြိုက်များတယ်လို့ကျွန်တော်ထင်တယ်ဒီ immune ကတော်တော်လေးကိုမှ strong တယ်လို့ပြောလို့ရတယ် Franco နဲ့ Tiger လိုကောင်မျိုးတွေတောင်မှ scale 1ပြဖို့နဲ့ AD သုံးဖို့ကိုတော်တော်လေးကိုမှစဉ်းစားယူရတဲ့မစမန်တွေကိုပါတယ်တကယ်လို့အဲ့လိုမစဉ်းစားမိဘဲနဲ့သုံးနိုင်မယ်ဆိုရင်လည်းဟိုက sheet တက်ဝိုင်းရင်လုံးဝမဆက်တန်းတော့တာဖြစ်လို့တော်တော်လေးကိုမှအာရုံနောက်တဲ့မစမန်တွေမှာပါပါတယ်ခင်ဗျာ Hanami ရဲ့ period ကတော့ 2.4 ရာခိုင်နှုန်းပဲဖြစ်ပါတယ်နောက်ထပ် hero တစ်ကောင်ကတော့ Granger ပဲဖြစ်ပါတယ်ဒီ hero အကြောင်းကတော့ကျွန်တော်ထူးထူးပြောပြစရာလိုမယ်တော့မထင်ဘူးဘာလို့လဲဆိုတော့တီးကြတဲ့အတိုင်းပဲဒီ hero က revamp လုပ်ပြီးတဲ့ကဘလို့ပဲပြန်နဲ့လူကအခုထိကိုအကင်များနေတာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့လည်းအများကြီးပြောစရာတော့မရှိဘူး period ကတော့ 2.58 ရာခိုင်နှုန်းဖြစ်ပြီးတော့နံပါတ်3နေရာမှာရပ်တည်နေရပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်2နေရာက hero ကတော့ဘလောက်ပဲ early game မှာနှိမ်ထားပါတယ်ပြောဘလောက်ပဲခွေးလိုဝက်လိုနှိမ်နေပါတယ်ပြောလက်ကင်းကြရင်ဒါမဲ့အကိတ်ကြီးပေးနိုင်တဲ့မီယာပဲဖြစ်ပါတယ်မီယာမှာအဓိကသူ့ကိုပို့ပြီးတော့ strong စရာကသူ့ရဲ့ ultimate လို့ပြောရင်မှန်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီ ultimate က stand နေမိရင်လည်းပြေနိုင်တယ်ချောင်းတို့ဘာလို့ဝင်ကြရင်တော့မှပြေနိုင်တယ်ဆိုတော့တော်တော်လေးကိုမှအသုံးဝင်တဲ့စပယ်ပဲဖြစ်ပါတယ်ပြီးတော့ကိုကလည်းပျောက်သေးရဲ့ဗျအဲ့တော့ဘလို့ဖြစ်သွားလဲဆိုတော့မြင်းကိုဂျိုတက်ပေးလိုက်တယ်လို့ပဲခင်ဗျဘလို့မှထိမ့်မနိုင်သိမ့်မရဖြစ်ကုန်တာပေါ့နော်မီယာရဲ့ hero period ကတော့ 2.1 ရာခိုင်နှုန်းပဲဖြစ်ပါတယ်ခင်ဗျ
နံပါတ်1နေရာကနောက်ဆုံး hero ကိုတော့အားလုံးလည်းခံမှန်းမိကြမယ်လို့ထင်တယ်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့ Mobile Legends ရဲ့မိခင်လီလာပဲဖြစ်ပါတယ်မိခင်လို့သာပြောရတာဗျာတကယ်မိခင်လားဆိုတော့ဟုတ်တော့မဟုတ်ဘူးပေါ့နော်သူက Mobile Legends ရဲ့ပထမဦးဆုံး hero မဟုတ်ဘဲနဲ့တကယ်တော့ပထမဦးဆုံး hero ကမီယာပဲဖြစ်ပါတယ်ဒါဆိုဘာကြောင့်မို့မိခင်ကြီးဖြစ်လာတာလဲဆိုတာကိုကျွန်တော်ညံမီသလောက်လေးရှင်းပြရမယ်ဆိုရင်တော့ကျွန်တော်တို့တွေပထမဦးဆုံး game စားဆောတဲ့အချိန်မှာကန်ဟိုင်းတဲ့ hero ဖြစ်တာကြောင့်အကုန်လုံးကအဲ့လိုထင်ကြလို့ပဲကျွန်တော်မြင်မိတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ giveaway ချိုင်းမှုလည်းမမေ့ပါနဲ့ကျွန်တော်ဖိတ်ပါနောက်ပြီးမှပြန်တွေ့ကြပါမယ်ဘိုင်ပါခင်ဗျာ